အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တရားမစားသောနေ့12ရက်မြောက်နေ့ဖြစ်ပါတယ်ဗလော်လေးကိုလိုက်ကြည့်ပေးကြပါဦးနေ့လည်စာအတွက်ကျွန်တော်အုတ်ကြုံနဲ့ငှက်ပြောသီးကိုထည့်ထားပါတယ်နွားနုထည့်ပြီးတော့ဒိန်ညင်မှာထည့်လိုက်ပါတယ်12ရက်နေ့ရောက်လာပြီဆိုတော့ဘာဖြစ်ဖြစ်နေသားကြနေပါပြီစားရတာရတာရှိလာပါပြီဒါကတော့တခြားတင်းမောကပေးလိုက်တာပါခောက်ဆွဲကြော်တွေရောပါဒါပေမဲ့ကျွန်တော်မစားပါဘူးပြီးတော့တင်းမောလေးမောင်းလာတွေ့လို့လှလို့ရိုက်ပြလိုက်ပါတယ်ဝေါဒါကတော့ဓာတ်ပေါ်မှာဆေးတုပ်ပြီးလို့အစာပြေပန်းသစ်တော်စားတာပါပြီးရနဲ့ကျွန်တော်ပြေးဖို့အတွက်လေ့ကျင့်ခန်းလေးအကျော်လျှော်ရလေးအရင်စလုပ်ပါတယ်ဒီနေ့ပြေးရနဲ့လမ်းလျှောက်တာနဲ့ဟာကျွန်တော်1300ကျော်ရပါတယ်ပြေးပြီးရနဲ့လမ်းလျှောက်ပြီးသွားတော့ကျွန်တော်ကာဒီယိုထပ်ခုံပါတယ်ဂျင်ကိုတေချာဆော့လာတာဒီနေ့ကတော့အောက်ပိုင်းထိုင်တဲ့နေရောက်ပါပြီကိုနည်းနည်းလေးပြောင်းလဲသွားတာတော့တော်တော်ကြီးကိုကျဉ်တ်ပါတယ်အရန်လဲပျော်ပါတယ်17ရက်နေ့ကဗီဒီယိုမရိုက်ဘူးဆိုတော့ကျွန်တော်အရန်ပြင်ပန်းနေလို့ဗီဒီယိုမရိုက်တော့တာပါဘာဖြစ်လို့ edit လုပ်လို့ရှိရင်ကျွန်တော်အေးဖြစ်ပါတယ်ဒါကတော့ထုံးစံတိုင်းစက်သားပြုတ်ထဲကိုထည့်ဖို့ချင်းကိုအခွန်နှွားနေတာပါဒီနေ့ကတော့တရုတ်မုံရင်းလေးကိုစက်သားပြုတ်ထဲထည့်ဖို့အတွက်လှီးပါတယ်ဒါကတော့စက်သားပြုတ်နေပါပြီမုံရင်းဖြူရဲ့ပန်းပွင့်စိမ်းရဲ့ပါယေစုလာနဲ့မုံရင်းဖြူတွေပန်းပွင့်စိမ်းတွေကိုစက်သားပြုတ်ထားရတယ်ထည့်လိုက်ပါတယ်စားကိုအနှဲငယ်ပဲထည့်ပါတယ်တကြားအချုံမုံလုံးဝမထည့်ပါဘူးကဲခုတော့စားလို့ရပါပြီအရွက်တရားအရမ်းများရတယ်ကျွန်တော်ကြောက်နှလုံးနဲ့ရောကြော်လိုက်ပါသေးတယ်ဒါကတော့ငရုတ်သီးကြက်မုတ်လေးနည်းနည်းထည့်ထားပါတယ်ဒါကတော့အရွက်နဲ့ကြောက်ကြော်တာလေးရဲ့ထမင်းနည်းနည်းထည့်ထားပါတယ်ကဲခုတော့စားပါတော့မယ်12ရက်နေ့ရောက်ပြီဆိုတော့အားလုံးကနေသားကြနေပါပြီအရာရာလည်းပြောင်းနေပြီလို့တော့ထင်ပါတယ်မရက်ပါဘူးကျွန်တော်ဆက်ပြီးတော့သွားမှာပါဝိတ်ကြတဲ့ဒီပါပြီးတော့ဆက်လိပ်ဖြတ်မယ်ဆိုပြီးတော့ဒီနေ့စတာပြီးတော့ဆက်လိပ်ကိုရောင်ပြီးတောက်မိလိုက်ပါတယ်အဲ့တော့မပြတ်ပါဘူးနောက်နေ့ကျရင်တော့ဆက်လိပ်ဖြတ်နိုင်အောင်ကြိုးစားပါအောင်မယ်အားလုံးခုလိုလိုက်ကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်တက်တာကျွန်တော်ထမင်းစားပြီးရနဲ့ချက်ချင်းမအိပ်ပါဘူးမထိုင်ပါဘူးလမ်းကတော့ပုံမှန်လေးရှောက်ပေးပါတယ်ကျွန်တော်လိုဝါနေရဆိုလို့ရှိရင်ဝိတ်ချတင်ပါပြီဗီဒီယိုလေးကြည့်ပြီးလိုက်လုပ်ကြည့်ပါ See you